ပိရမစ်တွေကိုအတင်းကျပ်စိတ်ခိုင်းခံရတဲ့လောက်သားတွေနဲ့ပဲတိဆောက်ခဲ့တာလားလက်ရှိမြင်နေရသလိုဂရိကန်ပုံဒီဇိုင်းနဲ့မျက်နှာပြင်၄ဘက်ပဲရှိရလားအထဲမှာမမ်မီရုပ်လောင်းနေရှိနေသေးတာလားဒါမှမဟုတ်ဂျိုသားတွေရဲ့အရှိဆိုင်တကန်ဖြစ်ဖန်တီးခဲ့တာလားအဲ့လိုမဟုတ်ရင်လည်းဗျာဂျိုသားတွေရဲ့နီးပညာအကူအညီနဲ့ရယူပြီးတော့တိဆောက်ခဲ့တယ်လို့ခင်ဗျားတို့ထင်နေတော့မဲလားဒီချက်တွေကိုကျွန်တော်တို့အတူတူရှာဖွေလိုက်ကြရအောင်ပထမဆုံးအချက်အနေနဲ့တော့ဗျာကျွန်တော်တို့ pyramid တွေစောက်တဲ့လူတွေကရုပ်ရှင်တွေထဲမှာပြထားသလိုကျွန်းတွေကိုပဲတင်ကျန်းနှိပ်စက်ပြီးတော့စောက်ခိုင်းတာမျိုးမဟုတ်ခဲ့ပါဘူးသုတေသနပညာရှင်တွေရဲ့တွေးရှိချက်တွေကတော့ pyramid စောက်တဲ့လူတွေကကျွမ်းကျင်လုပ်သားတွေလည်းဖြစ်ကြပါတယ်သူတို့ကိုကောင်းမွန်တဲ့နေရာထိုင်ခင်းတွေပေးထားသလိုနေ့တိုင်းလည်းအမဲသားနဲ့အမုတ်တွေကျွေးမွေးပြီးကျန်းမာရေးစောင့်ရှောက်မှုတွေတောင်ပေးခဲ့ရတာပါခင်ဗျားတို့စဉ်းစားကြည့်ဗျာပူလောင်နဲ့တဲခံနိုင်ရတယ်မှာသူတို့ညစ်ပတ်နှိပ်စက်ပြီးခိုင်းရင်ဘလောက်ကြက်ကြများသူတို့အသက်ရှင်ပြီးတော့လောက်ကင်နိုင်ပါသူတို့ကဒီလုပ်ငန်းတွေကိုမကျွမ်းကျင်ဘူးကာယလုပ်သားတွေအလုပ်ကျန်းသမားတွေပဲဆိုရင်ဒါယူဘယ်လိုလုပ်ပြီးတိစောက်နိုင်ခဲ့မှာတော့အဲ့တော့သူတို့ကျမကြီးစောင့်ရှောက်မှုတွေလည်းပေးခဲ့သလိုသူတို့တိတ်ဆုံးတဲ့အခါမှာတော့ပိရမစ်ရဲ့ဘေးနားမှာဘုံပြုတ်ပြီးတော့မြုပ်နှံပေးခဲ့ကြပါတယ်ကျိုးနေတာဆိုရင်တော့ဒီလိုအခွင့်အရေးရမှာမဟုတ်ပါဗျာနံပါတ်1အချက်ကတော့ပိရမစ်တွေရဲ့ပုံသဏ္ဍာန်ပိရမစ်ဆိုတာကျွန်တော်တို့မြင်တဲ့အတိုင်းပဲ၄000အောက်ရှိနဲ့ဂရိကန်ပုံမျက်နှာပြင်၄ခုရှိရလို့ပုံတွေထဲမှာလည်းမြင်ခဲ့ရတယ်ကျွန်တော်တို့ဗီဒီယိုထဲမှာတွေ့ရင်လည်းအဲ့လိုပဲတွေ့ခဲ့ရတယ်ဒါပေမဲ့ဂီဇာကမဟာပိရမစ်ကြီးမှာတော့ဒီချက်ကလွဲနေရဗျဘာလို့လဲဆိုတော့ဒီပိရမစ်ကြီးမှာမျက်နှာပြင်က၈ခုရှိနေတာမျက်နှာပြင်၄ဘက်ရဲ့အလဲဖိုးနေရာတွေကအဲကိုနည်းနည်းစီရှိုင်ဝင်လို့ကျွန်တော်တို့ကမမြင်ခဲ့တာဒါပေမဲ့ဒီမောကနေစီးကြည့်လိုက်မယ်ဆိုရင်အရေးကြပုံရတော့မျက်နှာပြင်၈ခုကွဲနေတာကိုခင်းခင်းရှားရှားကြီးတွေ့ရမှာပဲဖြစ်ပါတယ်စဉ်းစားလို့မရတာလေဒီရှစ်ခစ်လူတွေကဒီလောက်တိကျတဲ့ဒီဇိုင်းကိုဘယ်လိုတွက်ချက်ကလေးလို့ဆိုတာတော့အံ့ဩစရာပါပဲဗျာနံပါတ်3ကတော့ကျွန်တော်တို့မမ်မီရုပ်လောင်းနေကြမှာpyramid ဆိုတာလေfire ring ရဲ့တင်ချိုင်းကူဆိုတော့ဗျာ pyramid ထဲမှာလည်းခူဖူးပင်ရဲ့မမ်မီရုပ်လောင်းနေရှိမယ်လို့ကျွန်တော်ကတော့ထင်လာလိုက်တာဒါပေမဲ့ဒီမှာဆိုတဲ့အခန်းလေးမှာကြောက်ခေါင်းလာလွတ်ကြီးတွေပဲရှိနေဒါကတော့ရှေ့အောင်ပစ္စည်းတစ်ခုတွေကပဲခူးသွားကြလားဒါမှမဟုတ်မမ်မီကိုပဲသူတို့တခြားနေရာမှာပဲဟွက်ထားလားဆိုတော့အခုထက်ထိပရိဖြစ်နေတော့မှာပဲပြီးတော့ကြတော့ pyramid တွေအတွင်းပိုင်းပြင်ဆင်မှာဆိုလဲကျွန်တော်ထင်တာနေရံမှာရုပ်ပုံစလုံးတွေစာတန်းအနေနဲ့အကြောင်းအရာရေးထားမယ်ထင်တာဒါပေမဲ့ဒီစာ pyramid တွေရဲ့အတွင်းပိုင်းနေရံနေမှာဆိုဘာပကြီးဘာစာမှရေးဆွဲထားတာလည်းမရှိဘူးတော်လေးကိုဗျာရှင်းလင်းပြီးကြောက်တုံးနေကြီးပဲရှိနေတာဒါနောက်ပိုင်းခေတ်က Pharaoh Brain ရဲ့တင်ချိုင်းနေနေကြလုံးဝကွဲပြားနေတာပြီးလို့ရှိရင်ဒီ pyramid ကြီးရဲ့2019တုန်းကပေါ့ဗျာသိပ္ပံပညာရှင်တွေက muon scan ဒီပညာနဲ့စစ်ဆေးလိုက်တဲ့အခါ pyramid ကြီးရဲ့ဒီအလေတက်တဲ့လောက်မှာလေးမြန်ဒဇင်းသားလောက်ရှည်တဲ့အောက်ပေါက်ကြီးတစ်ခုတွေ့ခဲ့ရတယ် The Big Four လို့နာမည်ပေးထားဒီနေရာကြီးကိုတကယ်လို့ဗျာသူတို့ရဲ့ရုပ်လောင်းတွေမြုပ်နှံမှုထားတဲ့ဆိုရင်လည်းဘာဖြစ်လို့ဒီလောက်နေရာအခြေကြီးကိုလှုပ်ထားတာလဲဘာအတွက်လဲဆိုတာတော့အခုထက်ဒီအဖြစ်ရှာမရသေးဘူးသူတို့လည်းမရှိတော့ကျွန်တော်တို့မေးလို့လည်းမရဘူးပေါ့ဗျာပြီးတော့သုံးချက်ကတော့ဗျာဂျိုသား theory ဒီလောက်ကြီးမားတဲ့ကြောက်တုံးကြီးတွေကိုရှေ့ခေတ်လူတွေမတင်နိုင်ဘူးဂျိုသားတွေကလာကူညီတာဖြစ်မယ်လို့မများတွေးမိကြပါဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတိဆောက်ထားခဲ့တဲ့ pyramid တွေအခုခေတ်လိုကရိန်းတွေစားတဲ့ဒီပညာအကူအညီတွေလည်းမရှိသေးဘူးပြီးတော့ကြတော့သူတို့ဒီလိုမျိုးရှေ့ခေတ်ကပညာရင်းနဲ့ပဲစောက်ခတာပေါ့ဗျာအဲ့တော့လူတွေဟာဒါကတော့မဖြစ်နိုင်ဘူးကွာဒီလောက်ကြီးတဲ့ကြောက်တုံးကြီးတွေကိုဘယ်လိုတည်မလဲဘယ်လိုရွှေ့မလဲပြီးတော့ဒီလောက်အမြင့်တွေကိုဘယ်လိုလုပ်မလဲဆိုပြီးတော့တွေးမိကြတယ်ဒါမဲ့အဲ့တော့ဒီသူတို့ခက်ကသူတို့အသုံးဝင်တဲ့နည်းပညာနဲ့တိကျလောက်ထားတာဗျဂျိုသားတွေစောက်ထားတာတော့မဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့အီဂျစ်လူမျိုးတွေကသူတို့ဒီတဲကနာထဲမှာဖြစ်ပေမဲ့ရေကိုအသုံးပြုပြီးကြောက်တုံးတဲတာတွေတဲတွေကိုရေစွတ်ပြီးတော့လမ်းကြောင်းရှော့အောင်လုပ်တာတွေပြီးတော့စင်ကြီးကျော်လန်းတွေကိုကျွမ်းကျင်စွာအသုံးချခဲ့ကြတာဒါပြောမယ်ဆိုရင်တော့ဒါဂျိုသားတွေရဲ့စွမ်းမကားမှုပဲနဲ့သူတို့ရဲ့မလျှော့တဲ့ဇွဲလုံးလားနဲ့အင်ဂျင်နီယာပညာရေးကြောင့်သူတို့ဒီဥစ္စာကိုတိဆောက်ခဲ့နိုင်တာပေါ့နော်ဘောနက်တစ်အနေနဲ့ပြောရရင်ပေါ့ဗျာကမ္ဘာပေါ်မှာ pyramid အများဆုံးနိုင်ငံကအီဂျစ်မဟုတ်ဘူးဆူဒန်နိုင်ငံဖြစ်တယ်ပြီးတော့ဆူဒန်နိုင်ငံမှာဆို pyramid ပေါင်း200ကျော်ရှိနေတာပြီးတော့အီဂျစ်ထက်တောင်ပိုများနေတာဗျာတစ်ခုကအပြင်မှာအပူချိန်ဘယ်လောက်ပြင်းပြင်း pyramid ဂီဇာ pyramid ရဲ့အတွင်းပိုင်းထဲမှာတော့20 degree centigrade တိုင်းတသမတ်ထဲအမြဲတမ်းရှိနေတာအပြင်မှာခင်ဗျားပူလောင်နေလဲအထဲဝင်သွားရင်တော့ခင်ဗျားအေးချမ်းချမ်းနဲ့နေရမှာရှေ့ခေတ်ကနီးပညာနဲ့သူတို့တိဆောက်ခဲ့တဲ့အရာတွေပေါ့နော်ပြီးတော့ကြတော့တင်ရှားပညာရှင်တွေအံ့ဩခဲ့ရတာကတော့ဒီ pyramid ကြီးတွေရဲ့တည်နေရကဘာမြေမျက်နှာပြင်ရဲ့ဘိုးတက်တက်မှာရှိနေတာသူတို့ဘလို့များတွက်ချက်ပြီးတော့တိဆောက်ခဲ့တာအဲ့တော့ကမြေပုံတွေလည်းမရှိGPS တွေလည်းမရှိဘာကြီးကိုရှုံပြီးမြင်ရတာလည်းမဟုတ်ဘဲနဲ့ဘလို့များဒီကဘာမြေရဲ့အလဲဘိုးတက်တက်မှာတည်ရှိနေအောင်သူတို့တွက်ချက်ပြီးတော့တိဆောက်ခဲ့ရလဲစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာ
ကျွန်တော်တို့ရဲ့တင်ဆက်မှုလေးကိုတော့ဒီနေရာမှာနေမယ်ရက်နာလိုက်ပြရစီဒီချက်ပို့လေ့လာလို့ရအောင် reference link လေးကိုလည်းထည့်ပေးထားတာမို့အသေးသေးသိချင်နေဆိုရင်တွားကြည့်လို့ရပါတယ်နော်အားပေးကြည့်ရှုခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ